ကျွန်တော်တို့ရဲ့မြန်မာသမိုင်းမှာထင်ရှားခဲ့တဲ့1300ပြည့်ရေးတော်ပုံရဲ့အဓိကဇာတ်ဆောင်ဖြစ်တဲ့ BOC ရေနံကုမ္ပဏီရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကမ္ဘာကျော် BP ကုမ္ပဏီရဲ့အောင်မြင်မှုတွေနောက်ပြန်မှာမြန်မာပြည်က BOC ဆိုတဲ့နာမည်တစ်ခုပုံကွယ်နေတယ်ဆိုတာသင်သိပါသလားရှင်က British Empire ရဲ့အကြီးဆုံးရေနံကုမ္ပဏီကြီးဟာကျွန်တော်တို့ရဲ့ Irrawaddy မြစ်ကမ်းဘေးမှာအခြေစိုက်ခဲ့တာပါဒီနေ့မှာတော့ပျောက်ကွယ်လုံးနိဗ္ဗာန်ဖြစ်နေတဲ့မြန်မာရေနံဘီရင် BOC ရဲ့ခန္ဓာမှုနဲ့ညီကုန်းအကြောင်းကိုကျွန်တော်နဲ့အတူတူပို့ကြည့်ကြရအောင်ပါ1886ခုနှစ်မြန်မာနိုင်ငံကိုဗြိတိရှတို့အပြတ်သားသိမ်းပိုက်ပြီးချိန်မှာစကွတ်တလန်လူမျိုးဒေးဗစ်ဆိုင်မီခါဂီယာ BOC ကိုရန်ကုန်မှာစတင်တည်ထောင်ခဲ့ပါတယ်ဒါဟာအာရှရဲ့ပထမဆုံးသောခိတ်မီရေနံလုပ်ငန်းကြီးဖြစ်လာခဲ့ပါတယ် BOC ရေနံကုမ္ပဏီရဲ့အကြီးမားဆုံးအောင်မြင်မှုကတော့1908ခုနှစ်မှာတည်ဆောက်ခဲ့တဲ့မိုင်280ရှိတဲ့ရေနံပိုက်လိုင်းကြီးပဲဖြစ်ပါတယ်။6ကနေရန်ကုန်တန်လျင်အထိအေယာဝတီမြစ်ကြောင်းအတိုင်းတွေ့တန်းခဲ့တာဟာအဲ့ဒီခေတ်ကအင်ဂျင်နီယာလောကရဲ့အောင်အုပ်ခွေရတစ်ခုပဲဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ BOC ရေနံကုမ္ပဏီရဲ့တမိုင်းဟာစီးပွားရေးတည်မဟုတ်ပါဘူး။1300ပြည့်အရေးတော်ပုံမှာရေနံမြစ်အလုပ်သမားတွေဟာဗြိတိရှရင်းရှင်စနစ်ကိုအာကျုံပြီး6ကနေရန်ကုန်အထိခြေလျင်ချီတက်ခဲ့ကြပါတယ်။ဒါမြန်မာလော်လာရေးကြောပမှုရဲ့မီးရှိုးတစ်ဆောင်ဖြစ်ခဲ့ပါတယ်။1942ခုနှစ်ဂျပန်နေဝင်လာတဲ့အခါဗြိတိရှတို့ဟာသူတို့နှစ်ပေါင်းများစွာတည်ဆောက်ခဲ့တဲ့ BOC ရေနံကုမ္ပဏီရဲ့လုပ်ငန်းအားလုံးကိုကိုယ်တိုင်ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။ဒါကိုမြေလံစလိန်လို့ခေါ်ပါတယ်။စစ်ပြီးရှိမှပြန်လည်ထူထောင်ခဲ့ပေမဲ့1963ခုနှစ်မှာတော့အစိုးရကပြည်သူပိုင်းသိမ်းလိုက်ပြီး BOC ဆိုတဲ့နာမည်ဟာမြန်မာမြေပေါ်ကနေခြာဝေးရပျောက်ကွယ်သွားခဲ့ပါတော့တယ်။ BOC ဆိုတဲ့အမည်နာမမရှိတော့ပေမဲ့သူရှန်နာခဲ့တဲ့အမွေအနှစ်တွေကတော့ကမ္ဘာရေနံလောကမှာရှိနေစေပါ။မြန်မာရေနံသမိုင်းဟာကျွန်တော်တို့ဂုဏ်ယူသင့်တဲ့သင်ခန်းစာယူသင့်တဲ့အပိုင်းအစတစ်ခုဖြစ်ပါတယ်။ဒီလိုစိတ်ဝင်စားစရာသမိုင်းအကြောင်းအရာတွေကိုစိတ်ကြည့်ရှင်နေဆိုရင်တော့ကျွန်တော်ရဲ့ရှင်တွေကို subscribe လေးလုပ်ချဖို့မမေ့ပါနဲ့ခင်ဗျာ။